Can win a dough သူမိုင်းထောက်ထားတဲ့သူရဲကောင်းမျိုးစင် Can win a dough ဘိုးဘွားတော်မွေဓာတ်လက်ရှိတယ် Can win a dough အချစ်အတွက်သက်တောင်ပေးစားပြမယ် Short တွက်တဲ့သူအပြင်းပြသွားလိမ့်မယ် Can win a doughနဲ့ပဲဖြစ်လဲချသွားမယ်ဟဲ့ရိုးနဲ့သူရဲကောင်းတို့ရဲ့သွေးလာမရှုံးနဲ့ဟဲ့ရှိတယ်မကောင်းဆိုးဝါရှိနေတယ်နော်တော်တော်အကောင်ကြီးတာပဲဟုတ်ပြီဟုတ်ကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်ဆရာကြီးပြေပါအောင်မပူနဲ့နော်အစီပြီးသွားစီရမယ်ဘေးတာလေးတော့မှန်ဖြစ်နော်ဟုတ်ကဲ့မင်းကို6တဲ့တရေကအာအယောင်လေးလေညာရအဲ့တရားတော့ဒီချမ်းဒီမတီးဟို6တဲ့တရေကောင်ကိုမသိဘူးဟုတ်လားဩမင်းအ6ခံရတာနဲတောင်နဲသေးတယ်လို့တော်ပြီအမပြောမနေနဲ့ငါအစင်းပြေသလိုပဲမှတ်လိုက်တော့မယ်အဘူးသိန်းရောင်ဘာဟိုတရေဆိုတာဖဖူးသိန်းလို့ရှိလာတာခင်းကြဘူးအစိမ်းတရေတပည့်ဆိုတာမကြားဘူးလေမလားအဲ့ဒါလည်းကြားဘူးလေဗျအဲ့ဒီအစိမ်းတရေဆိုတာဖဖူးသိန်းကနေရင်းသွားလို့အကောင်ကြီးသွားလို့အစိမ်းတရေဖြစ်တာမင်းမသိဘဲနဲ့ဝင်မပြောနဲ့ကွာမင်းကလည်းဟုတ်ပြီအဲ့ဒီတရေကစိုက်လောက်ရှိတယ်အဲ့ဒီပါမယ်စိုက်ပါစေတော့အုံးစိုက်တော့ရှိတယ်တရေတော်မင်းကတနာယူပြီးသေးတယ်ဟုတ်လားတနာယူခြင်းနဲ့ပါလုံးတော့ပဲရှိရသေးဖြစ်ရသေးငါမေးတာကအကျွဲအစားနော်အကောင်ကြီးလားသေးလားသေးဆိုရင်မင်းသားတရေအကောင်ကြီးဆိုရင်ဘလူးတရေတစ်ဖက်အဲ့ဒါကိုမေးနေတာအကျွဲအစားကိုမေးနေတာဆရာရဲ့စိတ်ကူရတယ်ဟိုအဲ့အညောင်စားပေးရကြီးလာပြီဒီကိုလိုလားဆရာလိုလားဗောအကောင်ကြီးဆေးတစ်မျိုးအကောင်သေးရင်ဆေးတစ်မျိုးဆေးရပေးရမယ်ဆေးရအရွယ်အစားမတူဘူးအမျိုးအစားမတူဘူးဟိုအရွယ်မပြီးပဲနဲ့ကွာအဲ့စားလေမပင်ဝါသဝေသဝါဖြစ်နေတယ်ဗောသဝေသဝါဖြစ်နေတော့လေဒါအခုတည်းဒီတော့ဆရာတော့ကျွန်တော်လူပါဆရာကျွန်တော်လူပါဆောဝါမျိုးအားလုံးပါဆရာတရေမဟုတ်ဘူးလေဘောလူရမာယာတွေတော့မများနဲ့နော်အေးဟုတ်ပြီငါအစီအပြေတော့ပဲထမ်းလိုက်တော့မယ်ကွာဒီမိရတာကဟုတ်တယ်မကြီးမသေးဆိုတော့အနေတော်တရေပေါ့အဘတရေပါအနေတော်တရေလို့ရှိလာရင်မင်းကလည်းဖကူးသိမ်းအောင်ရှိသေးတာပဲဟောမေးတာတွေတော့စုံသွားပြီနော်လုပ်ငန်းစမယ်ဟဲ့ဘူးမဆာပါဗျာဘူးမဆာဟာမေဒီဘိုးယူပြန်တော့ရပါတော့မေကပိုင်းလည်းချိန်လာပြီမေငါ့ဟိုများအဖိုးကြီးဟုတ်လားတပီးတော့မယုံနဲ့နော်မူရမာယာတွေများနေတာမင်းဟန်ဆောင်တာတွေကိုရှော့စမ်းမင်းရှော့လိုက်စမ်းမချင်းကြနေတာပဲကွာဟေးအော်ဒီစားကြကြည့်စမ်းဒီဟိုနည်းနည်းတော့မင်းမျက်လုံးကတော်တော်ပြူးတယ်နော်မင်းဘလူးတရေများလားမသိဘူးဟုတ်ကဲ့ဘလူးတရေဖြစ်နိုင်တယ်ကျွန်တော်ပြူးတာ origin တွေပါဆရာကြီးမွေးရပါမဟုတ်ဘူးဝေးရပါတော့ဝေးမဟုတ်ဘူးဒါရှိနေတယ်အဲ့ဒီမျက်လုံးကမကောင်းဆိုးွားမျက်လုံးပဲငါသိတယ်ငါ့ကိုမညာနဲ့မင်းကိုရေစမ်းနဲ့ဖြန်းရမယ်ရေမမဟုတ်ဘူးလားငါကစမ်းဆိုစမ်းလိုက်စမ်းဒီတော့စမ်းမယ်ဒီကရှာရှိတယ်ဖကူးသိမ်းအောင်ရှိသေးတာကဲဖြန်းမယ်ဆရာကစမ်းဆိုစမ်းလိုက်စမ်းနာလေကွာဟုတ်ပြီနော်တခါတော့ငါလုံးနော်ဟုတ်ပါဘူးဟုတ်ကဲ့